Vaseline တပူးရှိုံနဲ့စော့ကြီးဘဲကြီးအောင်နေထိုင်နေလူတော်များများက Vaseline ကိုအသားပိုက်ရင်လိုးတဲ့ဘူးဒါမှမဟုတ်အပွားတို့အမေတို့ခြေဖနှောင်းကွဲရင်လိုးတဲ့ဘူးလို့ပဲထင်နေကြတာမဟုတ်လားတကယ်တော့ဒီဘူးအဝါလေးကမိတ်ဆွေရဲ့ရုပ်ရည်တန့်ပြတ်မှုနဲ့ဆွဲဆောင်မှုတွေကိုချက်ချင်း upgrade လုပ်ပေးနိုင်တဲ့ရှုပ်ဝက်လက်နက်တစ်ခုဖြစ်နေပါပြီဒီနေ့ဗီဒီယိုလေးမှာတော့ပတ်စံအများကြီးကုန်ခံပြီးတော့ skin care product တွေဝယ်စရာမလိုပဲရိုး Vaseline ဘူးတပူးရှိုံနဲ့ကိုယ့်ကိုတန့်ပြတ်ချုံမို့အောင်ဘယ်လိုနေရမလဲဆိုတာကိုပြောပြပေးသွားပါမယ်ပထမဆုံးအနေနဲ့ခန္ဓာကိုယ်မှုေးပြန့်စေဖို့ဆိုတဲ့အချက်ကိုပြောပြခြင်းပါဘယ်ယောက်ျားလေးမိန်းကလေးမဆိုကိုယ်စီကနေအမြဲတမ်းမှုေးပြန့်တဲ့အနံလေးတွေထွက်နေတာကိုပဲလိုချင်ကြတာပါဒါပေမဲ့ဘလောက်ပဲဈေးကြီးတဲ့ရေမွေးကိုဝဲ3နာရီထက်ပိုပြီးတော့အနံ့ခံမှုကခဲရင်ပါဒါကို Vaseline နဲ့ဘယ်လိုဖြည့်ရှင်းကြမလဲကဲအရင်ဆုံးရင်တွေးအိုးတဲ့ကို Vaseline ဘူးကိုထည့်ပြီးတော့အရေးပြောသွားအောင်ပို့ပေးလိုက်ပါပြီးရင်တော့အိုးတွေကပြန်ထုတ်ခလုတ်လေးနည်းနည်းအေးသွားပြီဆိုတာနဲ့မိမိအကြိုက်ဆုံးရေမွေးကိုအဲ့ဒီအရေးပြောနေတဲ့ Vaseline တွေကိုစိတ်ကြိုက်ဖြန့်ထည့်လိုက်ပါများဖြန်းလေအနံ့ကပိုဆွဲလေပါပဲပြီးသွားတဲ့အခါမှာရေခဲတစ်တာထဲမှာ3နာရီလောက်ထည့်ပြီးတော့ခဲသွားပြီဆိုရင်တော့မိတ်ဆွေရဲ့ Vaseline ကလုံးဝကိုမှုေးပြန့်တဲ့ရနံ့ကိုပြီးဆွမ်းနိုင်ပါပြီအပြင်သွားကနေတိုင်းအဲ့ဒီ Vaseline လေးကိုလက်ကောက်ဝိတ်လဲပင်းနဲ့ညှက်ရိုးတွေမှာနည်းနည်းချင်းစီလူးသွားရုံပါပဲတနေ့ကုန်သင်းပြန့်တဲ့ရနံ့ကိုရရှိစေမှာဖြစ်လို့ရေမွေးခဏပြန်ဖြန်းနေစရာမလိုတော့ပါဘူးဒုတိယချက်ကတော့